နိုင်ငံခြားပြန်ကစားသမားလေးဖြစ်တဲ့ဒါကြောက်ကြီးကလာလေးသားစော်ဒီဘက်က၄ယောက်ကတော့တော့ပြင်းနာကုံဆောင်ကစားသမားလေးဖြစ်တဲ့ကောင်လေးနှခိုက်ထူထူချမ်းသာကြီးပါဗျကြောက်ကြီးဖန်ထားပြီဗျကလာလေးဘလော့ကင်ဘောကပဲစမ်းကောက်ထားတယ်ဗျတောင်မိန်စာပဲထူထူဖန်ထားပြီဗျကောင်လေးပါနဲ့လွန်နေဗျဦးဇင်းတော်ကောင်လေးပြစ်လုံးဝေးသွားတာဖြစ်တဲ့အတွက်မှတ်တူးလည်းဖြစ်သွားပြီဗျဒါဆိုစားပဲကောင်လေးဖမ်းထားပြီဗျစားပဲကြောင်ကြီးရိုက်လုံးကောင်လေးစေရုံးမိထားပြီဗျမ1-3ပါကိုပဲပြန်ပေးလိုက်လားပြန်ပြီးသွားပြီတေဝေးမလာသေးဘူးခင်ဗျကိုကြီးကြီးဘယ်လိုရှိလဲဆိုကြီးရ3ယောက်ဘက်ကပဲကြီးရှိနေကြစားပဲစေဒီငါပေါ်ကြမလားကြောက်ကြီးဒီနေ့ကောင်လေးရိုက်လုံးတော့ဒါကလာလေးဘလိုကင်မိသွားတာဖြစ်တဲ့အတွက်အမှတ်6-1နဲ့ပထမပိုင်းမှာအမှတ်တန်နဲ့ပွဲကိုဥဆောင်ထားပြီဗျထိတ်ကြကြီးရိုက်